အားလုံးပဲမင်္ဂလာပါခင်ဗျာ။ online ဆိုးထံမှတစ်ဆင့်ရင်ပွင့်စာအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့အစီအစဉ်လေးမှာပေးပို့လာတဲ့စာလွှာရှင်ညီမငယ်လေးကတော့ Facebook Messenger ကနေပြီးတော့ပေးပို့လာခဲ့တာပေါ့နော်။ဒီညီမငယ်လေးကသူနဲ့10နှစ်ကျော်ဝန်းကျင်လောက်တွဲလာတဲ့သူတစ်ယောက်နဲ့အနေဝေးနေတဲ့အတွက်ကြောင့်တစ်ဖက်လူကသူ့အပေါ်မှာတစ္ဆာမရှိဘဲနဲ့နောက်ထပ်တစ်ယောက်နဲ့ဖောက်ပြန်နေတယ်လို့ဖြစ်တာပေါ့နော်။အဲ့ဒီအတွက်ကြောင့်ဒီညီမငယ်လေးကရင်ဖွင့်လာခဲ့တယ်။အဲ့တော့ဒီညီမငယ်လေးရဲ့စာလွှာလေးကိုအပြည့်စုံနားထောင်ကြည့်လိုက်အောင်နော်။အခုအောင်နိုင်စိုးမင်္ဂလာပါရှင်ညီမရင်ဖွင့်စာအစီအစဉ်လေးမှာပါဝင်ခြင်းလို့ပါရှင်တဲ့ညီမခံစားနေရတာသူသိစေခြင်းလို့ပါညီမတို့ချစ်သူတက်တန်10နှစ်ရှိပါပြီရှင်ထိုင်းမှာနေကြပါရီနေရချင်းကဝေးကြပါရီညီမနဲ့နေတိုင်းစာဖို့ဖြစ်တယ်ဖုန်းလေးပြောဖြစ်ပါရီအဆက်အသွယ်လည်းနေတိုင်းရှိနေပါရီသူ့မှာနောက်တစ်ယောက်ရှိနေတာကိုညီမတကယ်မသိခဲ့ပါဘူးသူတို့တွဲနေတာ3နှစ်ရှိပါပြီတဲ့အခုသူကနောက်ထပ်တစ်ယောက်ထပ်ပြီးတော့ထားပြန်တယ်လीလာပိုင်းပဲရှိသေးတယ်လို့ပြောပါတယ်ညီမကသူပြောသမျှယုံပြီးတော့အယူလောက်တာခံနေရလို့နေတိုင်းခံစားနေရပါတယ်အကိုရဲ့သူနဲ့ပတ်သက်နေတဲ့နှစ်ယောက်လုံးကလည်းအိမ်အောင်တွေတစ်ခုလက်တည်နေပါညီမကတော့သူကတကယ်လက်ထပ်ယူမယ်လို့ပြောပါတယ်ညီမခွင့်လို့တင်လားစွန့်လို့တင်လားမသိတော့ဘူးဖြစ်နေတယ်အကိုရဲ့အကြံဉာဏ်လေးပြောပြပါဦးတွဲလာခဲ့တဲ့ချစ်သူတက်တန်းကများတော့တန်ရောစင်တွေနဲ့ပိတ်လောင်နေတယ်လို့ဖြစ်နေလို့ဘာဆက်လုပ်ရမလဲမသိတော့ပါဘူးရှင်သူတို့ရဲ့ပတ်သက်မှုကလည်းလက်လွန်နေကြပြီတယ်လीညီမနောက်ဆုတ်တင်လားရှေ့ဆက်တင်လားပြောပြပေးပါနော်အကိုဟုတ်ကဲ့ပါညီမလေးရေညီမလေးရဲ့စာပါကိုဖတ်ကြည့်ရတဲ့လောက်ဆိုလို့ရှင်ညီမလေးတို့ရဲ့ချစ်သူတက်တန်းဟာ10နှစ်ဝန်းကျင်မှာတယောက်နဲ့တယောက်ကလည်းအနေဝေးနေကြတယ်ဆိုတော့ယောက်ျားလေးဘက်ကသူ့ရဲ့လိုအပ်ချက်တွေသူ့ရဲ့စံသားတွေကိုသူမဆောင်ထိန်နိုင်လို့အနီးနားဝန်းကျင်ကသူတယောက်နဲ့သူဖောက်ပြန်နေလို့လည်းပြောရမှာပေါ့နော်ယောက်ျားလေးတယောက်ကကိုယ့်ရဲ့ချစ်သူနဲ့အနေဝေးနေပြီဆိုလို့ရှိရင်သူတို့မှာလိုအင်ဆန္ဒတွေရှိကြတယ်ပြီးရင်သူတို့ဖြစ်ချင်တဲ့စံသားကိုသူတို့မထိန်ချုပ်နိုင်ကြဘူးပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့ချစ်သူကိုချစ်တာတကားနာပြီးလို့ရှိရင်သူတို့ရဲ့စိတ်ဆန္ဒကိုမထိန်ချုပ်နိုင်လို့အနီးနားဝန်းကျင်ကသူတွေနဲ့တာယာမိတာတကားနာပေါ့နော်ဒါကတစ္ဆာမရှိတဲ့သူတွေရဲ့လောက်ရလို့ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ကိုချစ်တဲ့သူကိုအရန်ချစ်တဲ့သူကိုကလည်းအရန်ချစ်တဲ့သူရှိနေပြီဆိုလို့ရှိရင်စိတ်ဆန္ဒဆိုတာကဖြစ်ပေါ်လာဖို့ဆိုတာခဲရင်ပါတယ်ကိုမချစ်နှစ်သက်တဲ့သူတယောက်နဲ့ဖြစ်ဖို့ဆိုတာပိုတောင်ဆိုးရပါဘောနော်အဲ့တော့ကို့မှာလည်းအရန်ချစ်ရတဲ့သူတယောက်ရှိနေပြီဆိုရင်အဲ့ဒီအတွေးတွေကတွေးကိုမတွေးဖြစ်တာများပါတယ်ဒါပေမဲ့တချို့ယောက်ျားလေးတွေတော့တူချင်မှတူမှာပေါ့နော်အဲ့တော့ဒီညီမလေးရဲ့ချစ်သူကောင်လေးကညီမလေးအပေါ်မှာချစ်ရင်ချစ်နိုင်တယ်ဒါပေမဲ့တစ္ဆာတော့မဆောင်ထိန်နိုင်တဲ့သူတွေမှာပါနိုင်တာပေါ့နော်ဒါကြောင့်ပြီးရင်သူတို့ရဲ့ပတ်သက်မှုကလည်းလက်လွန်နေကြပြီဆိုတော့အခုခေတ်ကာလကတည်တဲ့အတိုင်းပါပဲအလွယ်တကူဖြစ်ပြနေတဲ့ခေတ်ကြီးထဲမှာဒါမျိုးတွေကမခဲရင်ဘူးပေါ့နော်အဲ့တော့သူ့အတွက်ကဒါကလိုအပ်ရင်လိုအပ်နေရဆိုပေမဲ့ညီမလေးအတွက်ကကျတော့ညီမလေးကအချစ်စစ်ကိုလိုချင်တဲ့သူ10နှစ်ဝန်းကျင်တောင်သူ့အပေါ်မှာတစ္ဆာရှိရှိနဲ့စောင့်ထင်းလာတဲ့သူတယောက်ကိုသူကဒီလိုလုပ်တယ်ဆိုတော့ညီမလေးကိုယ်တိုင်ပဲရှေ့ဆက်တင်လားနောက်ဆုတ်တင်လားဆိုတာအဖြေကပေါ်နေပြီပေါ့နော်လူတယောက်ကိုအချိန်နဲ့အများကြီးပေးထားပြီးမှနောက်ဆုံးမှကိုယ့်အပေါ်မှာတစ္ဆာမရှိဘဲနဲ့ဖောက်ပြန်သွားခဲ့တယ်အဲ့တော့ညီမလေးရဲ့အချိန်တွေကနှမျောဖို့ကောင်းတယ်ပို့ပြီးတော့လည်းနောက်တစ်ယောက်ကိုထပ်ပြီးတော့ချစ်ဖို့နောက်တစ်ယောက်ကိုအချိန်ပေးဖို့ညီမလေးအတွက်မဖြစ်နိုင်ဘူးလို့ညီမလေးတွေးကောင်းတွေးလိမ့်မယ်ဒါပေမဲ့အဲ့ဒီအချိန်တွေကညီမလေးအတွက်နောင်တစ်သက်လုံးစာအတွက်သင်ခန်းစာတွေရသွားနိုင်တဲ့အချိန်ကြီးဖြစ်တယ်ပေါ့နော်ဒါကြောင့်ညီမလေးဒါဒီ10နှစ်ဝန်းကျင်ကိုနှမျောလို့သူ့ကိုဖောက်ပြန်နေတာကိုတိတိရက်နဲ့လက်ခံလိုက်မယ်ဆိုရင်ညီမလေးတစ်ဘဝလုံးကြံရှိတဲ့တစ်ဘဝလုံးမှာညီမလေးဖောက်ပြန်တာကိုခံနေရမှာပေါ့နော်အဲ့တော့ဒီမယူသေးတဲ့ကာလအတွင်းမှာတော့အခုလိုမျိုးလုံနေပြီဆိုတော့ယူပြီးသွားရင်ပိုဆိုးသွားမှာပေါ့နော်အဲ့တော့ညီမလေးတေချာစဉ်းစားကြည့်ပါဒီအချိန်မှာညီမလေးထွက်မိပါသေးတယ်ကိုယ့်အတွက်ကမိန်းကလေးဖြစ်နေတဲ့အတွက်ကြောင့်ဒီ10နှစ်ဝန်းကျင်ကြီးရဲ့တန်ရောစင်ကိုလည်းနှမျောတယ်အချိန်ကြီးကိုလည်းနှမျောတယ်ဆိုပြီးတော့မျက်လုံးမှိတ်ပြီးတော့ဒီတယောက်ကိုပဲရွေးချယ်လိုက်မယ်ဆိုရင်တဘဝလုံးစာနောင်တရသွားနိုင်တယ်ပေါ့နော်ဒါကကိုယ့်ရဲ့ထင်မြင်စားချက်တတ်ပါညီမလေးကိုယ်တိုင်ဒါတွေးရမယ်ညီမလေးကိုယ်တိုင်စဉ်းစားရမယ်ပေါ့နော်အဲ့တော့ညီမလေးရဲ့အနာဂတ်မှာဒီလူတယောက်ကအိမ်အောင်ဘက်အဖြစ်ရွေးချယ်လိုက်ပြီးဆိုရင်အိမ်အောင်ပြုတ်ပြီးသွားရင်ညီမလေးပေါ်မှာတရားရာခိုင်နှုန်းတစ္ဆာရှိပေးနိုင်မလားဆိုတာကိုညီမလေးစဉ်းစားကြည့်ပေါ့နော်အဲ့တော့အခုတောင်မှအခုလိုလုပ်တယ်ဆိုရင်နောက်တစ်ချိန်မလုပ်ဘူးလို့အာမခံနိုင်တယ်ဆိုရင်တော့ညီမလေးသူ့
ရင်းနှီးခဲ့တဲ့အချိန်တွေချစ်ခဲ့တဲ့အချိန်တွေတန်ရုံးစင်တွေထည့်တွက်ပြီးတော့လက်ခံလိုက်ပေါ့နော်တကယ်လို့အဲ့ဒီလိုမှကိုယ်တိုင်ပြန်မေးကြည့်လို့ तू ကကိုယ့်အပေါ်မှာအာမမခံနိုင်တော့ဘူးဆိုရင်တော့ညီမလေးအနာဂတ်မှာကြိုတင်ခံစားရမယ့်အရာတွေကိုခံစားကြည့်လိုက်ပေါ့နော်ခံစားနိုင်လားခံစားနိုင်တယ်ဆိုရင်တော့သူ့ကိုရွေးချယ်လိုက်ပေါ့နော်မခံစားနိုင်ဘူးအခုတောင်မှခံစားရတာအရင်ပင်ပန်းနေနောက်တစ်ချိန်မှလည်းအများကြီးခံစားရအောင်မယ်လို့တွေးကြည့်လိုက်ရင်မခံစားနိုင်တော့ဘူးဆိုရင်တော့ညီမလေးဘာလို့တင်လဲဆိုတော့ညီမလေးသိမှာပေါ့နော်အဲ့တော့တချို့လူတွေကအချစ်စစ်နဲ့မထိုက်တန်ကြပါဘူးသူတို့ကလည်းချစ်တယ်ဒါပေမဲ့မဆောင်ထိန်နိုင်ကြဘူးအဲ့တော့အဲ့လိုလူတွေအတွက်ရတဲ့ရလက်ကကိုယ့်ရဲ့ချစ်သူကိုယ်အရင်ချစ်ရတဲ့ချစ်သူစွန့်လို့ရမှာပေါ့နော်ကိုယ့်အပေါ်မှာကောင်းတဲ့သူကိုစွန့်လို့ရမှာပေါ့နော်ဒါကတဘာဝကြပါတယ်ဘာလို့လဲဆိုတော့ကိုဟာမှတစ္ဆာရှိရှိနဲ့မဆောင်ထိန်နိုင်တာပဲလေနော်အဲ့တော့နောက်မှာညီမလေးရဲ့ဘဝလက်တွဲပေါ်အဖြစ်ရှာဖွေတွေ့ရှိခဲ့တယ်ဆိုရင်တော့မှပဲအချိန်ကြီးကိုအဲ့လောက်ထိမဖြုံးသီးပါနဲ့လို့ကိုကအကြံပေးခြင်းတယ်ပေါ့နော်အလွန်ဆုံးတစ်နှစ်2 နှစ်လောက်ကိုတယောက်နဲ့တယောက်အကြောင်းကောင်းကောင်းလေးသိကြပြီဆိုရင်အိမ်တော်ပဲအဖြစ်လက်ထက်ယူလိုက်တာအကောင်းဆုံးပေါ့နော်အချိန်ကြီးအရန်ကြာသွားရင်အဲ့ဒီအရန်ကြာသွားတဲ့ဆက်ဆံရေးကလက်ထက်ဖြစ်ဖို့ဆိုတာခဲရင်သွားကြတယ်ပေါ့နော်တယောက်နဲ့တယောက်ကအရန်ကိုတည်လွန်အားကြီးသွားတော့လက်ထက်ဖြစ်ဖို့မဖြစ်နိုင်ကြတာများတယ်ပေါ့နော်ဒါကြောင့်ဆက်ဆံရေးတစ်ခုမှာအလွန်ဆုံး1 နှစ် 2 နှစ်လောက်ကနေတာအကောင်းဆုံးပဲပေါ့နော်အဲ့ဒါကြော်သွားရင်လေအခုခေတ်ကမလွယ်တော့ဘူးဆိုတော့လေဒါကလူတိုင်းလည်းနားလည်ကြမယ်လို့ထင်ပါတယ်အဲ့တော့ညီမလေးကိုယ်တိုင်ဒီဆက်ဆံရေးကရှေ့ဆက်တင်တာနောက်ဆုတ်တင်တာဆိုတာကိုတေချာစဉ်းစားဖို့အကြံဉာဏ်လေးရသွားပြီလို့ကိုကတော့ပြောနေနေပေါ့နော်အဲ့တော့နောက်မှာလည်းညီမလေးရဲ့အခြေမှာကံကောင်းပါစေလို့ကိုကစိတ်မကောင်းတောင်းပေးပါတယ်အဲ့တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုအခုလိုပဲစာလွှာလေးတွေပေးပို့တောင်းဆိုခြင်းနေဆိုရင်တော့အောင်နိုင်စိုးတန်မှာတဆင့်ရင်ဖွင့်စာအစီအစဉ်ကိုလိမ့်မှုပြီးတော့စာလွှာလေးတွေပေးပို့တောင်းဆိုနိုင်ပါတယ်ခင်ဗျာကျွန်တော်အောင်နိုင်စိုးကနေပြီးတော့အမြဲတမ်းစာလွှာလေးတွေကိုပြန်ကြားပေးနေလဲပါအဲ့တော့ကျွန်တော်ရဲ့အစီအစဉ်ကိုကြည့်ရှုနေကြတဲ့တယောက်ချင်းစီတိုင်းလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေBNDရဲ့အပေါင်းမှာကင်းဝေးကြပါစေကက်ကြီး3ပါးမှာကြော်လွှားနိုင်ကြပါစေခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေခင်ဗျာ